security ကောင်းအောင်လို့ကျွန်တော်ထားပေမဲ့ Facebook တို့ဘာလို့ဆိုရင်ကျွန်တော်တည်တည်ချာချာကြကြနာနာမထားထားကိုဖုန်းမျက်နှာပြင်အောင်မှသူများကိုပြမယ်ဆိုရင်လွယ်လွယ်လေးနဲ့တော့မပြပါနဲ့မြင်လိုက်တာနဲ့ဆွဲယူသွားလို့ရတဲ့အချက်လက်တွေကအများကြီးရှိတယ်ရှင်းမပြောခဲ့သလိုပဲဒီဗီဒီယိုကကျွန်တော်ဖန်တီးမဲ့အထက်မှာရည်ရွယ်ထားတာလုံးဝမပါဘူးဒါပေမဲ့ရုတ်တရက်အဲ့2ရက်3ရက်လုံးကိုကျွန်တော်အဲ့ဒီပြဿနာနဲ့အကြီးအကျယ်စိတ်တစားတွေပေးတာပေါ့ဗျာဒီနေရာမှာများငါမဟုတ်တဲ့အကောင့်ကြီးဝင်နေပြန်ပြီလေဘယ်သူကများငါမွေးနေရောလာလဲနေပြန်ပြီလေငါအချက်လက်တွေကိုလဲနေပြန်ပြီလေဆိုတဲ့ကိစ္စကြီးကဒီ2ရက်မှာအတားကလုံးဝစိတ်တစားဖြစ်စေပြီးတော့အတားကိုပဲတောက်လျှောက်ထိုင်ကြည့်နေဖြစ်တာဒီကောင်တွေက YouTube ဖန်တီးတဲ့နေရာမှာတော့မှကျွန်တော်တို့အတွက်အစအများကြီးတာတယ် social media တွေအများကြီးဖန်တီးထားတယ်စီးစနစ်တိတ်ကြတယ်တင်ယုံညွန်တန်းလဲကောင်းကောင်းပေးနိုင်တယ်creator ကောင်းတယောက်လည်းဖြစ်တယ်လို့ဇလန်းနေဖန်တီးတာလည်းအရန်တော်တယ်သမီးလေးအဖေကတော့ဒုက္ခရောက်နေပါပြီဆိုပြီးတော့အဖေနဲ့သမီးနဲ့ကဝေးကွာနေတဲ့သူတွေဆိုရင် drama ချိုးတဲ့နေရာမှာလည်း2ယောက်မရှိဘူးအဲ့ဒါအပြင်မှာအကောင့်အတူအနေနဲ့ဝင်ရောက်ပြီးတော့စကားပြောသွားတဲ့နေရာမှာလည်းလုံးဝကိုပညာပါပြီးတော့ system ကိုကောင်းကောင်းနားလည်တဲ့အဖွဲ့အစည်းတွေ organization တွေဖြစ်လိမ့်မယ်ကျွန်တော်တို့လိုနီးပညာကိုအခုမှနောက်ကနေလိုက်ပြီးအကျိတ်နဲ့လေ့လာနေရတဲ့သူတွေအလှမ်းဝေးတဲ့သူတွေအတွက်အရန်ကိုအထူးဂရုစိုက်စရာဖြစ်တယ်အဲ့ဒါကြောင့်အခြေခံကြတဲ့အချက်အလက်ကလေးတွေဆိုရင်လုံးဝကြော်မသွားပါနဲ့ကို့မှာ KP သုံးနေတယ်ဆိုရင်တော့မှ KP ရဲ့ setting တွေကဘယ်လိုလဲဆိုတော့ကိုလေ့လာပြီးတော့သေးသေးချာချာဝင်ကြည့်ပါကိုယ့်ရဲ့ကိုယ်ပိုင်အချက်လက်တွေအားလုံးကိုစနစ်တကျနဲ့သေးသေးချာချာထိန်းသိမ်းထားပါကိုယ့်ရဲ့ account တွေ user name တွေဆိုတာလေကိုယ့်ရဲ့ပတ်စံအိတ်တစ်ခုလိုမျိုးစနစ်တကျနဲ့ကင်တွေလက်အောင်ဖုန်းရှိတဲ့လူတိုင်းကဂရုစိုက်ပါလို့ကျွန်တော်ကဒီဗီဒီယိုကိုကျွန်တော်ရင်ဘတ်နဲ့လုပ်ထားတာဗျာတကယ်လို့မနေ့ကသာကျွန်တော်အဖက်မဆဲလိုက်နိုင်ဘူးအချိန်မိတာပြန်ပြီးမတုတ်ပြန်လိုက်နိုင်ဘူးဆိုရင်ကျွန်တော်မိတ်ဆွေတွေသိကြတယ်ဒီမျက်နှာကိုဒီ channel ပေါ်မှာမြင်ရမှာလည်းမဟုတ်တလို့ Facebook ပေါ်မှာကျွန်တော်ရဲ့ account နဲ့ကျွန်တော် page တွေအကုန်လုံးပြောင်းဆန်နေမှာပဲသူများညှော်နိုင်လဲဘယ်တော့မှယုံကြည်ပြီးတော့ဒီ link လေးကိုနှိပ်ပြီးတော့ဒါလေးကို install လုပ်ပါဆိုလဲလုံးဝမယုံကြည်ပါနဲ့စနစ်တကျနဲ့တည်တည်ချာချာစစ်ဆေးပါ line ပေါ်မှာတွေ့သမျှကျွန်တော်အပါဝင်ဘယ်သူကိုမှမယုံပါနဲ့စာလှမ်းပို့တယ်စာလာပို့တယ်ပတ်စံလေးကြည့်ပါအောင်ဟိုဟာလေးဖြစ်ပါတယ်ဒီဟာလေးဖြစ်ပါတယ်ဆိုရင်လည်းလုံးဝမယုံပါနဲ့ဒီလိုပဲစာလှမ်းပို့တယ်ဆိုရင်တော့မှသိချရလားဆိုတာကိုဖုန်းလေးနဲ့ဆက်ပြောတာပဲဖြစ်ဖြစ်စနစ်တကျနဲ့လုပ်ပါနောက်ပိုင်းမှာ AI နည်းပညာတွေကတိတ်ကောင်းလာတဲ့အတွက် deepfake တွေကလည်းအများကောင်းတယ်မျက်နှာကိုအတူပြောင်းထားတာအတန်ကိုအသွင်ပြောင်းထားတာစာကိုလုံးဝအသွင်ပြောင်းထားတာတွေဆိုတာမျိုးစုံကိုဖြစ်လာနိုင်တယ်ကောင်းတဲ့ဘက်အချမ်းမှာတုံးတဲ့သူတွေအတွက်ကစီးပွားရေးကိုကောင်းစွာလုပ်နိုင်ပြီးတော့မကောင်းတဲ့ဘက်အချမ်းမှာတမမဲ့ကောင်းတွေကလည်းတန်းစီနေရပဲကျွန်တော်ဆိုရင်ဘာမှမဟုတ်ပဲနဲ့မအူမလဲနဲ့ screenshot အတုတွေနဲ့ကျွန်တော်ကိုလှမ်းပြီးတမတော့မှကျွန်တော်ခံခဲ့ရဘူးလေရုံတရုံမှာရရက်ဆက်နာမည်သွားပြတ်တယ်ဘာလို့တာလဲဆိုရင် screenshot တွေကိုအတုလုပ်ထားလိုက်တာအဲ့ဒါကိုမသိတဲ့လူတွေကြိုင်အစ်စ်လို့ထင်းနေတာပဲလေအဲ့တော့ဘောကပါပြက်လောက်တဲ့အထိမျိုးစုံတမခံခဲ့ရတာပဲဒီဗီဒီယိုကကျွန်တော်မိတ်ဆွေတွေအတွက်အကျိုးရှိမယ်လို့ကျွန်တော်ထင်ပါတယ်ဒီဗီဒီယိုကိုကျွန်တော်ဘာရည်ရွယ်ချက်နဲ့မှမဟုတ်ဘာပတ်ဆိုင်လုပ်ချင်လို့မှလည်းမဟုတ်ဒီဗီဒီယိုကကျွန်တော်မိတ်ဆွေတွေအားလုံးသတိထားမိဖို့အတွက်ကိုကျွန်တော်ရည်ရွယ်ပါတယ်